ကြောက်ကပ်အစားထိုးကုသနိုင်ခဲ့တဲ့12နှစ်ကြာကြောက်ကပ်ဝေဒနာရှင်မတ်တင်နုဝေအခုနောက်ပိုင်းမှာတော့လူငယ်တွေအတော်များများအကြောင်းအရာမရှိပါဘဲနဲ့ကြောက်ကပ်ယောဂါကိုခံစားလာခဲ့ရတယ်လို့ခဏခဏဆိုသလိုလဲကျန်းမာရေးချို့တဲ့မှုတွေဇက်တိုက်ဖြစ်လာခဲ့ပါတယ်အဲ့ဒီအထက်ကမှအသက်ငယ်ငယ်ရွယ်ပဲရှိသေးတဲ့မတ်တင်နုဝေကလည်းကြောက်ကပ်ယောဂဝေဒနာကိုနာတာရှည်ခံစားနေရသူတူဖြစ်ပါတယ်သူမအနေနဲ့ကတော့12နှစ်ကြာအောင်လို့ကြောက်ကပ်ယောဂါကိုခံစားခဲ့ရပြီးကြောက်ကပ်တစ်ခါစီးတဲ့အခါတိုင်းခန္ဓာကိုယ်ကပျက်စီးလာခဲ့တာမို့လို့သူမအနေနဲ့ဒီဘဝကိုအဆုံးသတ်လိုက်ဖို့အထီတောင်မှတွေးတောခဲ့သူပဲဖြစ်ပါတယ်ဒါပေမဲ့လည်းအခုအချိန်မှာတော့မတင်နုဝေကသူမနဲ့အရွယ်တူအမျိုးသမီးတစ်ယောက်ကကြောက်ကပ်လှူဒန်းပေးဖို့ဆက်သွယ်ခဲ့တာဖြစ်ပြီးခွဲစိတ်မှုကလည်းအောင်မြင်ခဲ့တယ်လို့သိရပါတယ်။ကြောက်ကပ်ခွဲစိတ်မှုဆိုတာကြီးကြီးမားမားမဟုတ်ပေမဲ့လည်းဘဝကြီးတစ်ခုလုံးမှောင်မိုက်နေတဲ့မတင်နုဝေအတွက်ကတော့ဒီလှူဒန်းပေးခဲ့တဲ့အလူရှင်ဟာအသက်ဆက်ရှင်ခွင့်ပေးလိုက်တဲ့ဘုရားသခင်လိုမျိုးအင်မတန်မှကျေးဇူးတင်စရာကောင်းနေခဲ့ပါတော့တယ်။မတင်နုဝေကိုလှူဒန်းခဲ့တဲ့ကြောက်ကပ်ပိုင်ရှင်အနေနဲ့ကတော့ဘသူစီကမှအရေးတယူလှုပ်ချင်းကိုမခံချင်တဲ့အတွက်သူမရဲ့နာမည်ကိုမီဒီယာတွေစီထုတ်မပြောဖို့တောင်းဆိုခဲ့တယ်လို့လည်းသိရပါသေးတယ်။ဆိုတော့ပရိသတ်ကြီးတို့လည်းကြောက်ကပ်လူဒန်းသူနဲ့ကြောက်ကပ်လူဒန်းချင်းခံရသူနှစ်ယောက်လုံးအတွက်အားပေးစကားလေးပြောပြသွားကြပါအောင်ဗျာ။